နင်းတွေကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အချိန်မှာပဲသူဟာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ပါပဲ။အလွန်အမင်းအေးတဲ့တန်ကိုကျင့်သားရဖို့အတွက်လူငယ်တစုဟာအေးခန်းထဲမှာပိတ်လောင်ပြီးအချိန်ကုန်ဆုံးခဲ့ကြရပါတယ်။ဒါဟာဂျမေကာနိုင်ငံရဲ့ပထမဆုံးသောဘောဆလက်အသင်းစတင်ဖြစ်ပေါ်လာပုံပါပဲ။ကျွန်းနိုင်ငံဖြစ်တဲ့အတွက်နှင်းဆိုတာလုံးဝမရှိတာကြောင့်သူတို့ဟာမြက်ခင်းပြင်ပေါ်မှာပဲလေ့ကျင့်ခဲ့ကြပါတယ်။အချိန်ချင်းစူးစမ်းခဲ့ပြီးတဲ့နောက်မှာတော့စွတ်ဖက်လဲကိုဘယ်လိုထိန်းကျောင်းမလဲဆိုတာကိုသူတို့သင်ယူနိုင်ခဲ့ကြပါတယ်။တလားကြာပြင်းထန်တဲ့လေ့ကျင့်မှုတွေပြီးမှတော့သူတို့ဟာတကယ်နင်းတွေကိုတခါမှမမြင်ဘူးသေးပဲဆောင်းရာသီအိုလံပစ်ပွဲတော်စီကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာဘေးပတ်ဝန်းကျင်ကအရာအလုံးကိုကလေးငယ်တယောက်လိုအံ့ဩတကြီးမြင်မောကြည့်နေခဲ့ကြပါတယ်။တန်တိုတန်ဆာတွေနဲ့ကိုယ်တိုင်လှုပ်ထားတဲ့စွတ်ဖက်လဲကြီးကိုတုံးပြီးပြိုင်ပွဲကွင်းထဲဝင်လာတဲ့အခါတခြားပြိုင်ဘက်တွေကသူတို့ကိုကြောင်ကြည့်နေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကတော့ဘသူရဲ့အမြင်ကိုမှဂရုမစိုက်ခဲ့ပါဘူး။သူတို့ဟာအိုးထုတ်တွေဆောင်းပြီးရေခဲပြင်ပေါ်မှာပထမဆုံးအကြိမ်စတင်မောင်းနှင်ခဲ့ပါတယ်။ဒါပေမဲ့အတွေ့အကြုံမရှိတာကြောင့်ဦးမင်းနိုင်ရန်တွေကိုပြင်းပြင်းထန်ထန်ဝင်တိုက်မိခဲ့ပါတယ်။သူတို့မှာအရေးချင်းရှိတယ်ဆိုတာတက်တည်ပြဖို့အကွေ့အချို့ကိုအောင်မြင်အောင်ကြော်ဖြတ်ပြီးနောက်အသင်းဟာအစမှတ်ကိုပြန်ရောက်လာပါတယ်။ဒါပေမဲ့အချိန်ရမ်းများသွားတဲ့အတွက်သူတို့ဟာစွတ်ဖက်လဲတဲ့ကိုအချိန်မီခုံမဝင်နိုင်ခဲ့ပဲလှဲကသူတို့ကိုထားခဲ့ပြီးထွက်သွားပါတော့တယ်။ဒီဖြစ်ရပ်ကြောင့်ဂျမေကာအသင်းဟာနိုင်ငံတကာစင်မြင့်မှာလောင်ပြောင်စရာဖြစ်ခဲ့ရပေမဲ့သူတို့အရှုံးမပေးခဲ့ပါဘူး။အဲ့ဒီအစားအရင်ကထပ်ပိုပြီးစူးစမ်းခဲ့ကြပါတယ်။လူတွေပိုရလေးလေးသူတို့ကပိုပြီးအားစိုက်ထုတ်လေးပါပဲ။ခြေစစ်ပွဲနေ့ကိုမြ мян ဆက်ဆံပဲရောက်ရှိလာခဲ့ပြီးပွဲစီစဉ်သူတွေကအခြေအနေကိုပိုခက်ခဲအောင်တမင်လုပ်ခဲ့ကြပါတယ်။ခြေစစ်ပွဲဝင်ချိန်ကို62စက္ကန့်ကနေ60စက္ကန့်အထိရုတ်တရက်လျှော့ချလိုက်ပေမဲ့ဒါဟာသူတို့ကိုမတားဆီးနိုင်ခဲ့ပါဘူး။အမှားယွင်းမရှိမောင်းနှင်ပြီးနောက်သူတို့ရဲ့ရလဒ်ဟာအမှတ်စရင်းပုတ်ပေါ်မှာပေါ်လာခဲ့ပါတယ်။သူတို့ဟာနောက်တစ်ဆင့်ကိုအောင်မြင်တက်လှမ်းနိုင်ခဲ့ပါပြီ။တရားဝင်ပြိုင်ပွဲနေ့မှာတော့ဂျမေကာတနိုင်ငံလုံးကလူတွေဟာ TV ဖန်သားပြင်ရှိမှာစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ကြပါတယ်။ဒါပေမဲ့ပထမအချိန်မှာတော့လူငယ်တွေဟာအရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။စတင်ပုံမကောင်းခဲ့သလိုပြိုင်ပွဲနေရန်တွေကိုလည်းအကြိမ်ကြိမ်တိုက်မိခဲ့ပါတယ်။သူတို့ဟာနောက်ဆုံးအဆင့်ကနေပတ်ဝင်ခဲ့ရပြီးဒါဟာတနိုင်ငံလုံးအတွက်စိတ်ပျက်စရာကြီးဖြစ်ခဲ့ပါတယ်။ပြိုင်ပွဲအပြီးမှာသူတို့ရဲ့နီးပြကပြောခဲ့ပါတယ်။ပြိုင်ပွဲတစ်ခုမှာအရေးကြီးဆုံးကအခုလက်ရှိအချိန်မှာမင်းတို့ဘယ်လိုပြသနိုင်မလဲဆိုတာပဲ။စိတ်အေးထားနိုင်ရင်မင်းတို့အနိုင်ရလိမ့်မယ်တဲ့စိတ်ကိုပြန်လည်ပြင်ဆင်ပြီးတဲ့နောက်မှာတော့သူတို့ဟာလူတွေကိုစိတ်မပျက်စေခဲ့ပါဘူး။သူတို့ရဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုဟာပိုပြီးစီးကျက်ညီလာတယ်လို့နောက်ပိုင်းချီတွေမှာလည်းအံ့ဩစရာကောင်းအောင်စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။သူတို့ဟာအဆင့်8အထိတက်လာခဲ့ပြီးဘိုးလူပွဲကိုယုံကြည်မှုအပြည့်နဲ့တက်လှမ်းနိုင်ခဲ့ပါတယ်။နောက်ဆုံးနေ့မှာတော့သူတို့ဟာကိုယုံကြည်မှုအပြည့်နဲ့ပြိုင်ကွင်းထဲမှာအရှိန်ပြင်းပြင်းမောင်းနေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်မူလီတစ်ချောင်းပြုတ်ထွက်သွားခဲ့ပါတယ်။စွတ်ဖက်လဲဟာထိန်းချုပ်မှုလွတ်သွားပြီးအရှိန်အဟုန်နဲ့မှောက်သွားပါတော့တယ်။ဒီလိုမှောက်သွားခဲ့ပေမဲ့သူတို့ဟာအရှုံးကိုလက်မခံခဲ့ပါဘူး။အဲ့ဒီလူငယ်တွေဟာပေါင်600လေးတဲ့စွတ်ဖက်လဲကြီးကိုပကုံးပေါ်ထမ်းပြီးတန်းနိုင်စီကိုခိုင်မာတဲ့ဆွဲနဲ့လမ်းလျှောက်သွားခဲ့ကြပါတယ်။ဒါဟာ Cold Warning ဆိုတဲ့ရုပ်ရှင်တွေကအခန်းတစ်ခန်းပဲဖြစ်ပါတယ်